တခါလေမှာကျွန်တော်တို့ဟာကျွန်တော်တို့ဘေးနားမှာအမြဲတမ်းစုထုကောင်းမဲ့အမြဲတမ်းရှိနေပြတဲ့သူတွေရဲ့တန်ဖိုးကိုမေ့လျော့နေတတ်ရပါတယ်မင်္ဂလာပါကိုကိုကြီးပုံပြမဲ့စတဲ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ကိုကိုကြီးကဒီကညီညီမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့အနည်းဆုံးသူဤတန်ဖိုးဆိုတဲ့မြတ်မရွရပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကနေစာမင်းတူးစီမှာမောင်နီဆိုတဲ့အလှလင်တယောက်ဟာနေ့ပေါင်များစွာအမှုထမ်းခစားနေခဲ့ပါတယ်နေ့ရှည်လများစွာအမှုထမ်းခစားနေခဲ့ပေမဲ့လည်းမောင်နီဟာမထင်မရှားယာတုလေးနဲ့ပဲတောင်းဝန်ထမ်းဆောင်နေခဲ့ရတာကြောင့်စိတ်ပြည့်နေခဲ့မိတာပေါ့ကွယ်ဒါကြောင့်မောင်နီဟာသူ့သခင်နေစာမင်းကြီးကိုအရက်ဆွန့်ပြီးတော့ရှောက်တင်လိုက်ပါတယ်အရှင်နေစာမင်းကြီးကျွန်တော်မျိုးတော့တောင်းငန်းဖြူကြီးတွေလို့ဟိုးအဝေးစီပြန်တော့မယ်ခမညာအတင်းသွားတဲ့နေစာမင်းကလည်းပြန်လဲပြီးတော့မင်းမြတ်တာပေါ့ကွယ်ဟေးဘာဖြစ်လို့လဲကွာအရှင်းရှင်းလေးထင်းဆိုစမ်းပါဦးနေစားမင်းကြီးခင်ဗျာချမ်းတယ်ကကြက်ဖာကိုမြင်တယ်မဟုတ်လားသူ့ခေါင်းမှာစောင်းထားတဲ့အမောက်ဟာရင်ကြီးမှုကိုပြတဲ့အမှတ်သင်္ကေတတခုဖြစ်ပါတယ်သူ့ခြေတောက်ကမာကျော်တဲ့ခြေသေးနဲ့ခြုံထပ်တဲ့အတက်တွေဟာသူ့ရဲ့ခွန်အားတွေကိုပြတာနေပါတယ်ဘေးရန်သူမဆိုခွတ်ဖို့ဝန်မလေးချင်းကသူ့ရဲ့ရဲဝံ့မှုကိုပြနေပါတယ်အစာချာတွေ့တဲ့အခါတိုင်းအခြားတစ်ပါးကြက်တွေကိုတကွက်ကွက်နေခေါ်ကြွေးတချင်းဟာလည်းသူ့ရဲ့ရက်ရောသဘောကောင်းမှုကိုထင်ဟပ်ပြတာနေပါတယ်။ညင်ဦးရနာနီမိုးတောက်ရန်ထိအချိန်မှန်မှန်တွန်ကျူးတချင်းကတော့အမှန်ကိုယ်တာဆိုတတ်တဲ့သူ့သဘောကိုထင်ရှားအောင်ပြတာကိုရှိနေပါတယ်။အဲ့ဒီလိုဂုံအည်သွေးကောင်း9ရက်နဲ့ပြီးဆုံးပါလေ။ကြက်ဖာတွေဟာအရှင်နေစားမင်းကြီးရဲ့ပွဲအော်တီးဖို့အတွက်နီးစင်တဲ့အညတက်ဖြတ်ခံနေရတယ်။ဘာကြောင့်သူတို့ကိုတန်ဖိုးမထားအလွဲတကူတက်စားနေရသလဲ။အကြောင်းရင်းကလူနဲ့လက်လန်းတမီမှာရှိနေတဲ့အတွက်ကြောင့်ပဲသူဟာလူနဲ့နီးစပ်လွန်းတယ်သူ့ကိုအမြဲမြင်နေရတယ်တွေ့နေရတယ်အဲ့ဒီတော့ရိုးသွားတယ်သူ့တန်ဖိုးတွေဘလို့ရှိတယ်ဆိုတာမစင်းစားမိကြတော့ဘူးဟိုးအဝေးကြီးကမိုင်းထောင်ကြီးဝေးတဲ့အရက်ကတခါတလေမှနေပြောင်းပယ်ပြောင်းရောက်လာတတ်တဲ့တောငန်းဖြူကြီးတွေကြတော့ဂျက်ဖာရဲ့ဂုံငင်ကားနဲ့ပြေဆုံးကြတာမဟုတ်ပေမဲ့ရှားပါတယ်တွေးရခဲတယ်ဆိုတာတခုတည်းနဲ့နေစားကြီးကအင်မတန်တန်ဖိုးထားတယ်ဥယျာဉ်နဲ့ရေကန်ထဲမှာငါးမေစားလစ်တွေစားကောက်ပင်တွေကြိုက်ဖြတ်နဲ့အမျိုးမျိုးဖြတ်စည်းပေမဲ့သူတို့ကိုလုံးဝပြစ်ခတ်တက်ဖြတ်ခြင်းမရှိဒီတိုင်းအလှကြီးထားတယ်။ဒါကြောင့်မို့ကျွန်တော်မျိုးလဲတောငန်းဖြူကြီးများလို့ဝေးရာစီပဲပြန်တန်းသွားတော့မယ်လို့ရှောက်တင်ကြောင်းမှနေစားမိခင်ဗျာဒီပုံမြင်လေးတွေကနေပေးချင်းတင်ကစားလေးကတော့ကျွန်တော်တို့ဟာဒီခါလေးမှာဆရာနဲ့တစ်ဖက်မိဘနဲ့တာသမီအလုပ်ရှင်နဲ့အလုပ်သမားစသည်တို့ကြားထဲမှာဒီလိုတဲ့ခါမမြင်တွေ့ဖို့များတဲ့ခါတမိုးမရှိဆိုတဲ့ဆိုးရိုးစကားတိုင်းပဲပေါ့နော်နီးနေနာမှာရှိတဲ့သူရဲ့တမိုးကိုမီလီယံနေတတ်ကြပါတယ်တချို့သောတမိုးတွေကဝေးသွားတဲ့ခါကျမှတန်တန်မိတတ်ကြပါတယ်ဒါကြောင့်မလို့ကိုယ့်ဘေးနားမှာရှိတဲ့သူရဲ့တမိုးကိုမြင်တတ်ကြပါစေကျေးဇူးသူရုပ်စီတွေကိုလည်းကျေးဇူးထူးထူးရှိပါတယ်ကောင်းသောညကလေးကိုပိုင်ဆိုင်နေကြပါစေနော်